မင်္ဂလာပါရှင်လူတိုင်းသိထားတဲ့နေ့စဉ်ဘဝဘူးတုတတွေကိုတင်ဆက်ပေးနေတဲ့ Brave Food MM ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့တွေဟင်းတွေပို့ရင်ပြန်နှွေးစားကြလေးရှိရမဟုတ်လားဒါပေမဲ့နှွေးစားရင်အစိတ်ဖြစ်စေနိုင်တဲ့ဟင်းတွေရှိရဆိုတာကိုသိကြလိုက်ဘလို့ဟင်းတွေကပြန်မနှွေးတင်ဘူးလဲဘာကြောင့်လဲဆိုတာကိုအခုပဲအတူတူကြည့်လိုက်ကြအောင်ရှင်ဟင်းကျွင်းဟင်းကြံတွေကိုပြန်နှွေးစားတာကအချိန်ကုန်တက်တာစေတယ်လို့အလေလွင့်လည်းမရှိစေပါဘူးဒါပေမဲ့ပြန်နှွေးစားနေတဲ့ဟင်းတွေထဲမှာကျန်းမာရေးကိုပြင်းပြင်းထန်ထန်ဒုက္ခပေးနိုင်တဲ့အစိတ်အတောက်တွေဖြစ်လာနိုင်တယ်ဆိုတာသတိထားမိပါသလားစားစာတချို့ကဒုတိယကြိမ်ပူပေးလိုက်တဲ့အခါဓာတုဖွဲ့စည်းပုံတွေပျက်စီးသွားပြီးဘက်တီးရီးယားတွေပေါက်ဖွားဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်သွားတတ်ပါတယ်ပထမဆုံးတစ်ခုကတော့ကျမတို့နေ့စဉ်စားနေတဲ့ထမင်းပါပဲထမင်းကြံကိုအပြင်မှာဒီတိုင်းအေးခံထားလိုက်ရင် Bacillus cereus ဆိုတဲ့ဘက်တီးရီးယားတွေပေါက်ဖွားလာပါတယ်ဒီဘက်တီးရီးယားတွေကထုတ်တဲ့အစိတ်အတောက်ကအပူဘလောက်ပေးမသေးနိုင်ပါဘူးဒါကြောင့်ထမင်းဟောင်းကိုပြန်နှွေးစားတဲ့အခါအစာအစိတ်တင်တာဘိုက်အောင်တာနဲ့ဝမ်းလျှောတာတွေဖြစ်များတတ်ပါတယ်Dangerous greens လို့ခေါ်တဲ့ဟင်းနုနယ်နဲ့အရွက်စိမ်းများဟင်းနုနယ်နဲ့မုံလာဥနီလိုအရွက်တွေမှာ nitrate ဓာတ်တွေကျွေသွားပါတယ်။ဒါကိုပြန်နှွေးလိုက်တဲ့အခါ nitrate တွေက nitrate အဖြစ်ပြောင်းလဲသွားပြီးနောက်ဆုံးမှာတော့ cancer ဖြစ်စေနိုင်တဲ့ nitrosamines ဖြစ်ပြောင်းလဲသွားတတ်ပါတယ်။ဒါကြောင့်အရွက်ကြော်တွေကိုတော့တစ်နက်စာပဲချက်စားတာအကောင်းဆုံးပါပဲ။ကြက်ဥဘဲဥ the protein trap ကြက်ဥဘဲဥဟင်းတွေပြန်နှွေးလိုက်ရင်သူ့မှာပါတဲ့ protein ဓာတ်တွေပျက်စီးသွားပါတယ်။ဒါကစာချေစနစ်ကိုကမောက်ကမဖြစ်စေပြီးအစာမကြေတာလေပွားတာတွေကိုဖြစ်စေနိုင်ပါတယ်။အာလူ the silent threat အာလူချက်ပြီးသားကိုအပြင်မှာအကြာကြီးဒီတိုင်းထားလိုက်ရင်အန်ရရှိတဲ့စိတ်တောက်တွေဖြစ်လာနိုင်ပါတယ်။ပြန်နှွေးစားရင်လည်းအဲ့ဒီအစိတ်တွေကမပြေတော့တာကြောင့်အာလူဟင်းတွေကိုသတိထားဖို့လိုပါတယ်။နောက်ဆုံးတစ်ခုကတော့ကြက်သားပါကြက်သားမှာ protein ဓာတ်အများများပါတယ်ဒုတိယအကြိမ်ပြန်နှွေးလိုက်တဲ့အခါအဲ့ဒီ protein တွေကခန္ဓာကိုယ်အတွက်ခြေဖြည့်ရခက်ခဲတဲ့ပုံစံပြောင်းလဲသွားတတ်ပါတယ်ဒါကအစာအိမ်နာကျင်တာနဲ့အစာမကြေတာတွေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်စားတောက်တွေကိုလက်လက်ဆက်ဆက်တစ်နက်စာပဲချက်စားတာကကျန်းမာရေးအတွက်အကောင်းဆုံးပါပဲမလဲမရှောင်တာလို့ပြန်နှွေးရမယ်ဆိုလဲအပူချိန်ကိုတေချာပေးဖို့နဲ့တစ်ချိန်ထက်ပိုပြီးမနှွေးဖို့တိုက်တွန်းမရစေအခုပြောပြသွားတဲ့နေမှာမြဲနှွေးစားနေမိတဲ့ဟင်းတွေပါနေပါလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်နော်ဒီလိုမျိုးဖိုးတန်တဲ့ဘူးတုဒတွေကိုနေ့စဉ်သိရှိနိုင်ဖို့ Brave Food မြန်မာကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်